ီရန်ဘက်ကနေကမ္ဘာဒုတိယမြောက်စစ်အင်အားအကြီးဆုံးရုရှားပါဝင်လာပါပြီ провоцируют кровавые конфликты и перевороты. ရုရှားကဆီးရီးယားမှာတော့ကလိုဆီးရီးယားအစိုးရဘက်ကနေကိုယ်တိုင်ပါဝင်တိုက်ခိုက်ပြီးစစ်ပွဲတွေကိုတိုက်ရိုက်ပါဝင်လာတာမျိုးတော့မဟုတ်သေးပါဘူးအမေရိကန်ကယူကရိန်းဘက်ကနေနောက်ွယ်ကပါဝင်တယ်လို့မျိုးပဲရုရှားကလည်းအီရန်ဘက်ကနေနောက်ွယ်ကနေတွေ့ဝဲပါဝင်လာခဲ့တာပါရုရှားကအီရန်ဘက်ကနေစစ်ပွဲနဲ့ပါဝင်လာတဲ့အကြောင်းကိုအမေရိကန်အခြေစိုက် The Washington Post သတင်းဌာနကဖော်ပြလာတာဖြစ်ပါတယ်ရုရှားကဘလို့ပါဝင်ကူညီနေတယ်လဲဆိုတော့အီရန်မှာကိုပိုင်ဂျိုရူများစွာရှိပေမဲ့စစ်ဖက်အတွက်လွတ်တင်ထားတဲ့ဂျိုရူက3ခုပဲရှိပါတယ်။နူးစီရီဂျိုရူ3ခုနဲ့ KM ဂျိုရူဖြစ်ပါတယ်။နူး2နဲ့နူး3ကိုအာကာသထဲမှာအောင်မြင်စွာလွတ်တင်နိုင်ခဲ့ပေမဲ့နူး1ဂျိုရူကတော့ပြတ်ကျခဲ့တာကြောင့်အီရန်စစ်ဖက်အတွက်တာဝန်ထမ်းဆောင်နေတာဂျိုရူ3ခုပဲရှိတာပါ။စစ်ပွဲတစ်ခုမှာရန်သူရဲ့လှုပ်ရှားမှုကိုအဆက်မပြတ်စောင့်ကြည့်နိုင်ဖို့ဆိုရင်နေရာအများကြီးကိုဖြန့်ကျက်စောင့်ကြည့်နိုင်မဲ့ဂျိုရူအများအပြားလိုအပ်ပါတယ်။ရန်သူရဲ့ရွှေလျားနေတဲ့တင်မောလေရင်ဒုံးကြီးတွေကိုအချိန်နဲ့တပြေးညီစောင့်ကြည့်ချီရခံဖို့အီရန်ရဲ့ဂျိုရူ3ခုကမလုံလောက်ပါဘူး။နောက်တစ်ချက်ကအီရန်ရဲ့ဂျိုရူတွေဟာအလင်းရောင်ရှိတဲ့နေ့အချိန်မှာသာအလုံကောင်းကောင်းလုပ်နိုင်ကြပြီးမိုးတိမ်ထူချိန်နဲ့ညဘက်အချိန်တွေမှာဂျိုရူရဲ့ကင်မရာကအလုံကောင်းကောင်းမလုပ်နိုင်ပါဘူး။အီရန်ရဲ့ဂျိုရူတွေကမြေပြင်ကပုံရိပ်ကိုဖမ်းယူရမှာလဲပုံရိပ်ကြည်လင်မှုသိမမြင်မာလို့သေးငယ်တဲ့ပြစ်မှတ်တွေကိုအသေးစိတ်မဖမ်းယူနိုင်ပါဘူး။ဒါကြောင့်စစ်ပွဲအတွင်းဂျိုရူရဲ့အထောက်အကူပြုမှုအပိုင်းမှာအီရန်ကအမေရိကန်နဲ့အစ္စရေးတို့ကိုနည်းပညာပိုင်းအရာအပြတ်သက်ရှုံးနေခဲ့တာပါ။ဒီကွက်လက်ကိုအီရန်ရဲ့မဟာမိတ်ရုရှားကအီရန်ကိုဖြည့်ဆည်းပြီးအကူအညီပေးလိုက်ပါပြီ။စစ်ပွဲတစ်ပတ်ခန့်ကြာလာတဲ့အခါမှာရုရှားကအီရန်ကိုဂျိုရူနည်းပညာပိုင်းအကူအညီတွေစတင်ပေးပို့လာတာပါ။အမေရိကန်ရဲ့လေယာဉ်တွေစစ်သင်္ဘောတွေနဲ့အရှေ့အလယ်ပိုင်းကအမေရိကန်စီးရေးပြစ်မှတ်တွေရဲ့တီနီယာအချက်လက်တွေကိုထောက်လှမ်းပြီးအီရန်ကိုအချက်လက်သတင်းတွေကိုပေးပို့နေပါတယ်။ဒါကြောင့်အီရန်ရဲ့ဒရုန်းနဲ့ဒုံးကြီးတွေရဲ့တိုက်ခိုက်နိုင်စွမ်းကအရင်ကထက်ပိုမိုတိကျလာတော့မှဖြစ်ပါတယ်။အမေရိကန်စစ်တပ်ရဲ့လှုပ်ရှားမှုတွေကိုအီရန်ကပိုမိုခံမှန်းသိရှိလာနိုင်တော့မှဖြစ်ပြီးအရှေ့အလယ်ပိုင်းကအမေရိကန်တပ်စခန်းတွေအတွက်ပိုမိုစိုးရိမ်စရာအခြေအနေကိုရောက်ရှိသွားစေပါတယ်လို့စီးရေးကျွမ်းကျင်သူတွေကသုံးသပ်ထားကြပါတယ်။ရုရှားရဲ့ပူးပေါင်းပါဝင်မှုနှက်ဆိုင်လာမယ်ဆိုရင်အခြေအနေတွေကလက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခကိုဒေသတွင်းစစ်ပွဲအဆင့်မှာအင်အားကြီးနိုင်ငံများအကြားအားပြိုင်တဲ့ကမ္ဘာအဆင့်ပထဝီနိုင်ငံရေးတင်းမာမှုတစ်ခုအဖြစ်သို့ကူးပြောင်းသွားစေနိုင်ကြောင်းစီးရေးကျွမ်းကျင်သူများကသုံးသပ်ထားကြပါတယ်။